ရန်ကုန်မြို့ရဲ့စင်ကြေဖုံးရက်ကွက်တစ်ခုကဖုံထူထူလမ်းမကျဉ်းလေးထဲမှာကလေးတစုဘောလုံးကန်နေကြပါတယ်။သူတို့ရဲ့ဂိုးတိုင်တွေကဖနက်အဟောင်းနှရံဖြစ်ပြီးဘောလုံးကတော့လေသိမ့်မရှိတော့တဲ့ပလတ်စတစ်ဘောလုံးဟောင်းလေးတစ်လုံးပါ။အဲ့ဒီကလေးတွေထဲမှာအသက်16နှစ်အရွယ်ဇေယာလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကတော့အထူးခြားဆုံးပါပဲ။ဇေယာရဲ့ခြေလမ်းတွေကပေါ်ပါသွက်လက်လွန်းပြီးသူ့စီဘောလုံးရောက်သွားပြီဆိုရင်ဘယ်သူမှလူယူလို့မရတော့ပါဘူး။သူကဘောလုံးနဲ့အတူမွေးဖွားလာသူတစ်ယောက်လိုပါပဲ။နေဝင်ရီတရောအချိန်ရောက်တဲ့အထိသူတို့စက္ကန်နေကြဆဲပါ။ဇေယာရဲ့ကိုယ်ပေါ်မှာချွေးတွေရွှဲနစ်နေပေမဲ့သူ့မျက်လုံးတွေကတော့စိတ်အားထက်သန်မှုတွေနဲ့တောက်ပနေပါတယ်။သူ့ရဲ့အကြီးမားဆုံးအိမ်မက်က professional ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ပါ။ဒါပေမဲ့စင်ရဲနွမ်းပါတဲ့မိသားစုကပေါက်ဖွားလာတဲ့သူ့အတွက်ဘောလုံးကန်ဖနက်အတစ်တရံဝယ်ဖို့တောင်အတော်လေးရုန်းကန်နေရပါတယ်။ညဘက်ရောက်တိုင်းရက်ကွက်ထဲကလက်ဖက်ရည်ဆိုင်မှာဥရောပဘောလုံးပွဲစဉ်တွေကိုငေးကြည့်ရင်တနေ့နေ့မှာဒီလိုကွင်းကြီးတွေထဲမှာသူကိုယ်တိုင်ကစားခွင့်ရမယ်လို့သူ့ကိုယ်သူအမြဲကတိပေးခဲ့ပါတယ်။လက်ဖက်ရည်ဆိုင်က TV စခရင်ပေါ်ကနာမည်ကြီးကစားသမားတွေရဲ့သွင်းဂိုးတွေကိုကြည့်ပြီးသူ့ရဲ့အနာဂတ်အတွက်ခွန်အားတွေမွေးမြူနေခဲ့ပါတယ်။အဲ့ဒီညကဇေယာတယောက်အိမ်မက်တွေထဲမှာတောင်ဘောလုံးကွင်းစိမ့်စိမ့်ကြီးတဲ့ပြေးလွှားနေခဲ့ပါတယ်။